ကျွန်တော်ဒီနေ့သပင်ပပလေးနဲ့အန်ဒီတယောက်ကိုအောက်ကဝိတ်လေးရှိမဲ့ပုံသင်းလိုလေးကောက်လေးကိုကျွန်တော်ကောက်ပေးထားပါတယ်ခင်ဗျာအရင်ဦးဆုံးဧည့်သည်နဲ့ကျွန်တော်တိုင်ပင်ပြီးတော့အောက်ကရှူးနေတဲ့သပင်ဖြားလေးတွေကိုကျွန်တော်ဖျက်လိုက်ပါတယ်ဧည့်သည်ကလည်းတိုးချင်တယ်ဆိုလို့ပါ90 135နဲ့ကတင်စောက်ဝင်ပါတယ်90 135ဆိုပေမဲ့အပေါ်ပိုင်းက135ဆိုပေမဲ့ကျွန်တော်ဟန်ပိုသရှင်ကိုတော့90လောက်နဲ့ပဲဖျက်ထားပါတယ်အောက်ကဘောလုံးဝိတ်လေးနည်းနည်းရှိအောင်လို့ပါပြီးရင်တော့ကျွန်တော်ဆေးကိုတော့ကျွန်တော်8.5လောက်ပဲကျွန်တော်ဆက်ပေးထားတာဖြစ်ပါတယ်အဲ့လိုလဲဆိုရင်သပင်အရင်ဖွာတတ်သွားမှာစိုးလို့ပါပြီးရင်ကောက်သားဆဆိုအီလေးလည်းရချင်လို့ပါဒါကြောင့်မလို့ကျွန်တော်ဆေးကိုတော့တော်တော်လေးပျော့လေးကိုဆက်ပေးထားတာဖြစ်ပါတယ်ဆေးဝင်နှုန်းကိုတော့ကျွန်တော်90ကျော်လေးဒီကျွန်တော်ယူထားပါတယ်ဘာလို့လဲဆိုတော့ဆန်လုံးကတော်တော်လေးသေးမြင့်ပြီးတော့သပင်လည်းအရင်ပါနေလို့ပါဒါကြောင့်မလို့ကျွန်တော်ဆေးထားခြင်းတော့45မိနစ်တနာရီနီးပါးလောက်တော့နည်းနည်းကြာသွားပါတယ်ဆေးထားခြင်းပြည့်သွားတဲ့အခါကျွန်တော်ခြေဆေးချပေါင်းသေးနှက်ပြီးတော့လိတ်တန်စားလိုက်ပါတယ်လိတ်တန်လိတ်တဲ့အခါကျွန်တော်တစ်ပတ်ခွဲနှစ်ပတ်လိတ်ပါတယ်တစ်ပတ်ခွဲနှစ်ပတ်လိတ်ပြီးတော့အပူချိန်ကိုတော့ကျွန်တော်130နဲ့5မိနစ်တစ်ခါ120နဲ့4မိနစ်တစ်ခါ110နဲ့3မိနစ်နှစ်ခါကျွန်တော်ပေးထားပါတယ်ပြီးရင်တော့ကျွန်တော်လိတ်တန်ပြုတ်ကြည့်တဲ့အခါမှာတော့အရန်ကြီးရှောက်သွေးနေရမျိုးမဟုတ်ပဲနဲ့ကျွန်တော်လိုချင်တဲ့စူစူအီပုံစံမျိုးလေးရရှိနေပြီဖြစ်တဲ့အတွက်ကျွန်တော်ဖြုတ်ပြီးတော့ကျွန်တော်ကလစ်ညှက်ရှုပ်သေးတဲ့ဖို့ကျွန်တော်ပြင်ပါတယ်ရှုပ်သေးထားခြင်းကိုတော့ကျွန်တော်15မိနစ်ထားထားပါတယ်အချိန်ပြည့်တဲ့အခါကျွန်တော်ပေါင်းစည်းနဲ့ရေလျှော်ချပြီးတော့တကောင်းလုံးကျွန်တော်ဘီနဲ့ပြီးချထားပါတယ်ဒါကတော့ကျွန်တော်ဘီနဲ့ပြီးချထားတဲ့ reset လေးဖြစ်ပါတယ်ကောက်သားလေးလည်းစူစူကြီးလေးထွက်နေပါပြီဒါပြီးရင်တော့ကျွန်တော်ဖက်ကူလေးနဲ့ကောက်စီလေးလင်းပြီးတော့တဘာဝတိုင်းလေးပဲကျွန်တော်လေလျှောက်မှုတ်ထားပါတယ်အရင်ပုံသွင်းနေရမျိုးတော့ကျွန်တော်မလုပ်ထားပါဘူးခင်ဗျာဒါကတော့ကျွန်တော်အားလုံးပြီးရဲ့ reset လေးဖြစ်ပါတယ်ဧည့်သည်ကအရင်သားတွေရောအရင်သပင်ပါနေရဖြစ်တဲ့အတွက်ကျွန်တော်အရင်သားတွေကိုစက်နဲ့ပြန်မဖြေထားပဲနဲ့ပွားလေးဖြစ်တော့အောင်ကျွန်တော်လိတ်ထားတဲ့ပုံစံတိုင်းလေးပဲဘာမှမလုပ်ပဲနဲ့စက်တွေပါနေနဲ့ပြန်ဖြောင်းလာတာမဟုတ်ပဲနဲ့ဒီကနေပဲထားပေးထားပါတယ်